ဒါဝင်တော့ Hello ဒီနေ့မှာဝမ်တို့ကကောင်းညီနောင်ပရီဘောကကိုတွားပြီးတော့ဒီကျွန်းထဲပစ္စည်းအမျိုးမျိုးကိုတွားကြည့်ခဲ့တယ်ပေါ့နော်မှန်တင်ကုန်နေဗီဒီယိုတွေစတီခုံနေစပွဲဝိုင်းနေစသဖြင့်အဲ့လိုမျိုးအကုန်လုံးတွားကြည့်ခဲ့ပါတယ်ဒါဝမ်တို့ပထမအဆုံးဝင်သွားတဲ့အဆောက်အဦပေါ့နော်ဒီအဆောက်အဦထဲမှာဆိုရင်သူတို့နေတဲ့နေရာရဲ့လောဘီတာပစ္စည်းတွေကိုချပြအခင်းကျင်းထားတဲ့နေရာလို့ပြောလို့ရပါတယ်ခုမှဒါသူတို့လက်ရှိလှုပ်နေတဲ့ workshop ပေါ့နော်အဲ့ workshop ကိုတော့မှာပဲဖြစ်ပါတယ်ထိုင်ကုန်ချလုံးနဲ့တွဲရလိုက်တော့ဝိုင်းတယ်ဖိုင်နေပဲလိုက်ကပဲကျန်တော့လိုက်ကမတော့တော့မတော်နေစီနေရောပြည့်နေတယ်အဲ့တော့ပြောင်းတက်လာတယ်နည်းနည်းပြီးပြီးလို့ဒါကတော့သူတို့ polish မတုတ်ခင်သူတို့ဒီကော့ဘတ်စားတယ်လို့မျိုးလုပ်ပေးရတယ်ပေါ့နော်ထိုင်ကုန်တွေကိုချောသွားအောင်လို့ပါ6ပြီလားအာကျွန်တော်လည်းမရှိဘူးလိုက်တာအရှိရထောက်ဒီလိုဘဲဥပုံမှာခံတယ်၄လောက်ကြာနော်ဒီတော့တော့လို့အော်ဒါမျိုးပဲရပါမျိုးပဲရပါဒါလားရိုးရိုးရတာမာသားတွေပြောမဒီကြီးကတော့မရဝမ်းပြကျတဲ့ဘယ်ဝိုင်းနေပြီးသွားပြီဆိုတော့ဒီကရင်အောင်သွားကြည့်မှာပဲဖြစ်ပါတယ်ကရင်ကတော့6ပေခွဲလို့ပြောပါတယ်သူကမှုရကင်းဆိုင်လောက်ထားတာပေါ့နော်ဒါတော်လေးလက်ရမြောက်တယ်လို့ပြောပါမယ်ကရင်ထက်ပိုပြီးလက်ရမြောက်တာကတော့စတီကုံပေါ့နော်တော်ကိုလှိုက်ဒီစတီကုံကြည့်လိုက်သူကစင်လေးတွေထည့်ပေးထားတဲ့တစ်ခုံမှာဆိုရင်စင်4កောင်လောက်ပါမယ်ထင်တယ်အပေါ်မှာ2កောင်အောက်မှာ2កောင်ဆိုတော့4កောင်လောက်ပါမယ်စတီကုံကလည်းထိုင်ကုံ5ခုပါမယ်ထင်တယ်2ယောက်ထိုင်ကုံက1ခု1ယောက်ထိုင်ကုံက4ခုပါမယ်ပြီးရင်စပွဲ4တောက်စပွဲ1ခုပါပါမယ်ပြီးတော့ထိုင်ရတာလည်းတက်တာဖြစ်ဖို့အတွက်သူကဒီထိုင်ကုံလေးကိုပြစ်ကလေးလုပ်ပေးထားတယ်လက်တင်နေရာမှာလည်းခုံလေးလုပ်ပေးထားတယ်တော်တော်ကိုတည်တတ်ပါတယ်ဒီမှာဝမ်လိုက်ကြည့်တဲ့ပစ္စည်းတော်တော်များများဒုကောင်းကြီးတွေကြီးရဲ့သူများရှိရလို့ဟာမျိုးမဟုတ်ဘဲနဲ့ဒူကြီးတွေကအကြီးတွေလုပ်ပေးထားတာပေါ့နော်ဒါဆိုရင်ဖះเจ้าဆောင်မှာဒါဖះเจ้าဆောင်ဆိုရင်လည်းဒီမှာအကြီးပဲပေါ့နော် heavy တကယ်ကို heavy ခန့်ထက်ကြီးပါဒါဆိုရင် polish မတော့ရသေးဘူးပေါ့နော်ဒါဆိုရင်လည်းနည်းနည်းလေးလိုအပ်ပါသေးရဲ့တချို့လိုက်စရာလေးလိုအပ်သေးရဲ့လို့ပြောပါတယ်လက်ရတော်တော်မြောက်ပါတယ်ဒီဟာလည်းဝမ်တို့သွားကြည့်နေတဲ့အချိန်မှာဝမ်တို့ကစကားတွေပြောလို့အမှကလေးလေးတယောက်ကဗီဒီယိုထဲမှာဖုန်းထိုင်တုံးနေရဲ့တဲ့6ပေပတ်လဲရှိတဲ့ဒီဗီဒီယိုဝမ်တို့နောက်ဆုံးတော့ကြည်ပါပြီကလေးလေးဖုန်းသုံးနေတဲ့ဗီဒီယိုပေါ့နော်အဲ့ဒီဗီဒီယိုမှာဆိုရင်သူကတန်းချိတ်ချိတ်လို့ရမယ့်နေရာအကန်တစ်ခုပါမယ်အင်ကြီးဝစ်စားထဲလို့နေရာ3ခုပါမယ်အောက်မှာစောင်းနေချင်အောင်နေကောင်းနေထဲလို့အတွက်ကတ်2ခုပါမယ်ပြီးရင်အန်ဆွဲ1ခုပါမယ်ပြီးရင်ဒါကတော့ဒါဗီဒီယိုရဲ့အပေါ်တကားဖြစ်ပါတယ်ဗီဒီယိုက2ထပ်ဖြစ်ပါတယ်သူကအပေါ်တစ်ထပ်အောက်တစ်ထပ်တရလွယ်အောင်လို့2ခုလုပ်ပေးထားတာပေါ့နော်2ခုကိုကြားထဲမှာပြန်ချိတ်ထားတာပါမှန်တကားတစ်ချက်ပါပါမယ်ဒါကတော့အောက်တကားပါခုနကဝမ်းပြောလို့ပဲ2ကောင်းကြီးတွေပေါ့နော်ဒီတစ်သားဆိုရင်ပပလှလွာလေးမဖြစ်နေပဲနဲ့2ကောင်းကြီးတွေလုပ်ပေးထားဒါတော့ဝမ်းတို့ပထမဆုံးဝင်းတဲ့အဆောင်ရောက်လာပါတယ်ဒီအယောင်တုံးမှလို့ပြောပါတယ်သူကခုနဒီအကျန်းလောက်ထားတဲ့ဥစ္စာတွေဒီရောင်တော့မှလို့ပြောပါတယ်ဒါတော့ဝမ်လက်ညိုးထိုးနဲ့ဟိုရောင်လှတယ်ဒီရောင်လှတယ်ပြောနေတာဖြစ်ပါတယ်ဒီဘက်ကဗီဒီယိုဆိုရင်အခုဝမ်လက်ညိုးထိုးလိုက်တဲ့ဟာဆိုရင်ကျွန်းရောင်ဖြစ်တယ်ပေါ့နော်ဒီမမေပွင့်နေရတော့မဟုတ်ကနေရောင်လို့ပြောပါတယ်ဒါလည်းအခုဒီရပဲလောက်တာပေါ့နော်ဟုတ်ပြလက်ကင်မရှိဘူးဝမ်းနဲ့မာမီနဲ့ကတော့လေဒီမှာတော်လေးကိုဆက်ဆူနိုင်တယ်ပေါ့နော်ဒီတကားတွေဆိုရင်လည်းအကုန်လုံးကိုလိုက်ဖွင့်ကြည့်တယ်ပြီးရင်ဒီထဲမှာဘာပါလဲပေါ့နော်အတွင်းသားတွေကဘယ်လိုရှိလဲအပေါ်မှာရောအကန့်တွေကဘယ်လိုလေးတွေရှိလဲပေါ့နော်စသဖြင့်အကုန်လုံးလိုက်ကြည့်ထားတယ်ပေါ့နော်တကားတွေမှာဆိုလို့ရှိရင်လည်း jack လေးတွေပါတယ်ပေါ့နော်ဒါ lock တွေလည်းလုပ်ပေးထားတယ် jack လေးတွေလည်းပါပါတယ်အတွင်းထဲမှာအိမ်မှာမှန်သိမ့်မကြည့်ခဲ့ရလို့ဒီကဗီဒီယိုတွေမှန်တင်ကုန်တွေအကုန်လုံးမှာမှန်ပတ်ကြည့်ခဲ့ရပေါ့နော်
ဟိုဘက်ကဗီဒီယိုနှလုံးမှာဆိုရင်ဒီဘက်ကနီလေးဟာ3ကန်တွဲဖြစ်ပြီးဟိုဘက်ကတလုံးကတော့4ကန်တွဲဖြစ်တယ်ပေါ့နော်သူ4ကန်တွဲမှာဆိုလဲမှန်တစ်ချက်ပါမယ်3ကန်တွဲမှာလည်းမှန်တစ်ချက်ပါမယ်3ကန်တွဲကကြတော့အနံကဒီလိုဘလို့ခေါ်လဲအနံလားအလျားလားအဲ့ဟာကအလျားပေါ့နော်အဲ့အလျားကကြတော့9ပေရှိမယ်ဒီအမြင့်ကကြတော့ဘယ်လောက်ရှိမလဲဆိုရင်6ပေရှိမယ်ပေါ့နော်ဟိုဘက်က4ကန်တွဲကတော့6ပေပတ်လဲရှိရပေါ့ဟိုကမှလည်းဖះเจ้าဆောင်လေးတစ်ခုပေါ့နော်ဒါလေးကတော့တေးသေးလေးပေါ့ပြီးတော့သူရှိမှာစတီကုံခုနစတီကုံလည်းမတူဘူးနော်ခုနအကျန်းလောက်ထားတဲ့စတီကုံလည်းတော်တော်လှဒါကတော့3ယောက်ထိုင်ပေါ့ဟောဒီမှန်တင်ကောကတော့မျက်စိကျနေပြီသူကလေဘဲဥပုံလေးကိုမှနောက်ကျောပြင်ကလုံးဝပြားချက်အကက်ကလေးပေါ့နော်နေရံကိုကတ်ထားလို့ရတယ်နေရလည်းမယူကျင်းလေးရှည်လမျောလေးရှိရတကားတွေဆိုရင်ကြည့်လိုက်အောင်1 2 3အမအန်ဆွဲက2ခု5ခုဘေးမှာ1ခု6ခုလောက်ရှိရပြီးတော့ခုံလေးတစ်ခုံနဲ့1 set ပါပြီးသားဒီမှန်တင်ကုံက2မျိုးပြထားတယ်ဒီမှန်တင်ကုံလေးတစ်ခုရယ်ဒီဘက်မှာနောက်ထပ်တစ်ခုရှိရပေါ့နော်သူတို့က drawers တွေကမတူဘူးပေါ့ဒါလေးဆိုအသေးပုံလေးခုန1ချက်ပြတဲ့ဟာလေးကဒီလက်ကင်ဆွဲလေးနဲ့ဟောဒီမှာကြည့်ဒါဆိုရင်ဝက်စစ်လိုပုံစံမျိုးလေးနဲ့စတီကုံတစ်ခုပေါ့နော်ဒါက1 set တစ်စုံပြီးတော့နောက်ထပ်ဟိုဘက်မှာခုန1ပြတဲ့ဒီစင်ပုံစံစတီကုံတစ်စုံရှိသေးတယ်သူက3ယောက်ထိုင်ကုံတစ်ခုပါမယ်1ယောက်ထိုင်စီက4ခုပါမယ်ပြီးရင်စပွဲဝိုင်းတစ်ခုလားတစ်ခုပါမယ်ထင်တယ်စပွဲဝိုင်းမဟုတ်ဘူး4တောင်စပွဲပေါ့နော်သူကအဲ့ဒါပါမယ်တကယ်ကိုမျက်စိမခွာနိုင်ဘူးဟေ့ကြည့်လိုက်အောင်တက်သားတူကြီးဆိုတာအကြီးမှအကြီးပဲတော်တော်ကိုလှရတဲ့ထဲမှာပါပါတယ်ဖျားစင်တော့ကြည့်ရအောင်ဖျားစင်ရလေအိုးဟုတ်ပြီမင်းကခဏပြီးကိုယ်ကနားမလို့အော်တော့အောက်မှာဗီဒီယိုလေးရဘာလို့လဲမတူရဒါသမီးလေးရပါမယ်နော်ဒါပါလေးပါဒါရလည်းဖြုတ်နေလို့ရတယ်ဖြုတ်ရတဘောကြတယ်ဟိုကြရိုးရှင်းတော့အဲ့ဒါလို့တော့ဟိုဘက်မှာလေဟိုလှုပ်လက်စဖျားစင်တစ်ခုလားမသိဘူးမြင်နေလေအကျန်းနေရှိဟုတ်ဒါဝင်တော့အဲ့ဒါပြောင်းရောင်းအောင်တော့အလားထားအောင်ဝမ်ကတော့ဒီတစ်သားနဲ့လှုပ်ထားတဲ့ဒီတမောလေးကိုတကယ်သဘောကျနေပြီပေါ့နော်အကယ်၍ဒါအကယ်၍ no အကယ်၍တကယ်လို့ဒါဝမ်တို့ဒီစတီကုံဖြစ်ဗီဒီယိုဖြစ်ဇပွဲပိုင်းထမင်းဇပွဲပဲဖြစ်တခုခုတော့ဖြစ်တယ်ဆိုရင်တော့ဒီတစ်သားတမောလေးကိုတောင်းလို့ရရင်ရမလားဆိုပြီးတော့စမ်းတောင်းကြည့်ခြင်းသေးတယ်မရရင်လည်းဝယ်ရမှာပေါ့နော်ဆိုတော့ဒီသူတို့ဆိုင်မှာသူတို့နေရာမှာတွားပြီးတော့ဒီစပွဲဝိုင်းနေဝယ်လို့ရတယ်ပြီးတော့ဒီဝယ်လို့ရတယ်မှန်တင်ကုန်နေဝယ်လို့ရတယ်ကင်းချင်းပြထားတာတော့တိတ်မရှိပေမဲ့လို့ကိုယ်ဒီဇိုင်းကိုစိတ်ကြိုက်မှာလို့ရတယ်သူတို့ပြောပြီးတော့ငါဘယ်နည်းလူချင်းနဲ့ဘာလို့ချင်းလဲဆိုတာမျိုးပြောလို့ရပါတယ်ပြီးတော့အချိန်နေငွေကြီးတွေကိုလည်းတန်ဖိုးကိုလည်းသူတို့နဲ့ပြန်ပြီးတော့ညှိလို့ရပါတယ်ဒါကတော့ကျွန်းဆိုတဲ့အတိုင်းအကုန်လုံးကကျွန်းနေကြီးပဲလောက်ထားတာကျွန်းဆိုတဲ့အတိုင်းကျွန်းအလျောက်တန်ဖိုးကတော့ပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ1ကတော့တော်တော်များများလေးသဘောကျတယ်ပေါ့နော်အဲထဲမှာသဘောကျဆုံးကတော့ခုနကပြောတဲ့ဗီဒီယိုလေးလည်းသဘောကျတယ်မှန်တင်ကုန်လေးလည်းသဘောကျတယ်ပေါ့နော်အကုန်လုံးသဘောကျတာပါပဲဘိုင်ဘိုင်